အားလုံးပဲမင်္ဂလာပါအမေရိကန်အီရန်ကိုစတိုက်တော့မယ်ဆိုရင်ဘာတွေဖြစ်လာနိုင်မလဲဆိုတဲ့အကျိုးဆက်တွေကိုကျွန်တော်ဒီဗီဒီယိုမှာတင်ပြဆွေးနွေးသွားမှာဖြစ်ပါတယ်အမေရိကန်နဲ့အီရန်ကိုစတိုက်တော့မယ်ဆိုရင်နံပါတ်1စစ်ပွဲတွေအများကြီးဖြစ်လာမယ်နော်ဘာဖြစ်လို့လဲဆိုတော့Hezbollah, Houthi, TMF လို့ခေါ်တဲ့အဖွဲ့နော်အဓိကအမေရိကန်တွေကတိုက်တာကအီရန်ကိုပဲတိုက်မှာသို့တော့ခုနအဖွဲ့အစည်းတွေကအီရန်ကမဟာမိတ်တွေဖြစ်နေတဲ့အတွက်ကြောင့်မို့လို့အဲ့ဒီအီရန်ကမဟာမိတ်တွေကအမေရိကန်ကိုပြန်လှည့်ပြီးတော့တိုက်ခိုက်လာနိုင်တယ်နော်အဲ့တော့အမေရိကန်ကအီရန်ကိုစတိုက်တော့မယ်ဆိုရင်အဓိကအဖွဲ့၄ဖွဲ့ကိုဟာလာ၄နိုင်ငံကိုသူတိုက်ရလိမ့်မယ်နော်သူရဲ့ပြစ်မှတ်ကဟာလာအီရန်တစ်ခုတည်းကိုသူတိုက်လို့မရဘူး။ဘာကြောင့်လဲဆိုလို့ရှိရင်ဘေးနားမှာရှိတယ် Hezbollah, Houthi, TMF နော်အီရန်အခြေစိုက်နော်ဒီအဖွဲ့တွေကအီရန်ကမဟာမိတ်တွေဖြစ်တယ်နော်အဲ့တော့အမေရိကန်စစ်ပွဲပါလာမဲ့အချိန်ကိုစောင့်နေတဲ့ဟာလာစစ်သားတွေဖြစ်ပါတယ်ဆိုတော့ဒါကိုကျွန်တော်တို့သိရမယ်နော်နံပါတ်1အချက်နံပါတ်2အချက်ကနော်စီဈေးနှုန်းတွေမြင့်တက်သွားမယ်ကုန်ဈေးနှုန်းတွေမြင့်တက်သွားမယ်ဘာကြောင့်လဲဆိုတော့အီရန်ကဟော်မုဇ်ပင်လယ်ကြားကိုပိတ်ပစ်လိုက်လိမ့်မယ်နော်အဲ့ဒီဟော်မုဇ်ပင်လယ်ကြားဆိုတာကအဓိကဟာလာစီကုံတယ်တွေစီသင်းဘောတွေသွားတဲ့နေရာဖြစ်တယ်ဒါကြောင့်အီရန်ကသူ့လက်ဝယ်မှာရှိနေတဲ့ဒီနေရာကိုသူပိတ်ပစ်လိုက်လိမ့်မယ်အဲ့ဒီနေရာကိုဟော်မုဇ်ကိုပိတ်လိုက်တာနဲ့ကမ္ဘာစီဈေးနှုန်းဟာမြင့်တက်သွားလိမ့်မယ်စီဈေးတို့ဟာလာရွှေဈေးတို့ဒေါ်လာဈေးတို့ဟာလာကုန်ဈေးနှုန်းလို့ဆိုတာအားလုံးချိတ်ဆက်နေတာဖြစ်တဲ့အတွက်ကြောင့်မို့လို့နော်ကမ္ဘာတစ်ခုလုံးစီဈေးနှုန်းမြင့်တက်မှုဒေါ်လာဈေးမြင့်တက်မှုရွှေဈေးမြင့်တက်မှုနော်စသည်အပြင်အဖက်ဖက်ကနေကုန်ဈေးနှုန်းတွေမြင့်တက်ပြီးတော့နော်ကျွန်တော်တို့မိသားစုထမဲဝိုင်းတွေရဲ့မှာတော့အခက်အခဲတွေဖြစ်လာနိုင်တယ်ဒါကျွန်တော်တို့နံပါတ်2အချက်နော်နံပါတ်3ချက်ကအီရန်ကနျူကလ িয়ার ကိုပို့ပြီးတော့မှအားစိုက်လာတယ်အီရန်နိုင်ငံမှာအခုလက်ရှိအချိန်ထိနော်နျူကလ িয়ার စက်ရုံရှိနေသေးတယ်နော်ကျွန်တော်မနက်ကတော့ဗီဒီယိုတစ်ပုဒ်တင်ပေးတယ်အဲ့ဒီဗီဒီယိုထဲမှာနော်အယ်ဂျာဇီယာသတင်းကနေပြီးတော့ဟာလာတည်တည်ချာချာကိုရိုက်ကူးပြသထားတယ်တပ်ပုံဗီဒီယိုမှတ်တမ်းတွေပါတယ်တကယ်ပဲအီရန်ကနျူကလ িয়ার စက်ရုံဟာမြေပြင်ကနေပြီးတော့ဟိုးပေ300အောက်မှာတိဆောက်ထားတာဖြစ်တဲ့အတွက်ကြောင့်မို့လို့အစ္စရေးတို့ဖောက်ခွဲလိုက်တဲ့တကယ်ကိုကြီးမားတဲ့လက်နက်တွေကလည်းဘာမှအလုံးမလုံးခဲ့ဘူးအီရန်နျူကလ িয়ার စက်ရုံကိုမထိခိုက်ခဲ့ဘူးဒါကြောင့်မို့လို့အခုအချိန်ဒီအီရန်နျူကလ িয়ার စက်ရုံဟာလဲပတ်နေသေးတာဖြစ်တဲ့အတွက်ကြောင့်မို့လို့အခုအမေရိကန်စတိုက်ခိုက်လိုက်တာနဲ့ဒီအမေရိကန်နဲ့ဒီစစ်ပွဲတွေကြားထဲမှာအီရန်ကဒီနျူကလ িয়ার ကိုအပိသက်ထုတ်လာနိုင်ခဲ့တယ်ဆိုရင်နော်အမေရိကန်ကပိုပြီးဒုက္ခရောက်သွားနိုင်တယ်နော်ဘာဖြစ်လို့သူကစစ်ပွဲမှာသုံးဖို့ထုတ်လာတာဖြစ်တဲ့အတွက်နော်ဒီစစ်ပွဲမှာဟာလာဟိုမြောက်ကိုရီးယားလိုဟိုပင်လယ်ထဲမှာတွားပြီးတော့နျူကလ িয়ার ဆန့်မှာမဟုတ်ဘူးနော်သူကနော်အမေရိကန်မှာသွားဆန့်လိုက်လိမ့်မယ်နော်အဲ့ဒါဒီနံပါတ်3နော်နံပါတ်4ကဒုက္ခတွေများလာမယ်နော်ခုနပြောတဲ့ဒုက္ခတွေနော်နိုင်ငံတွေဟာစစ်ဖြစ်ပြီဆိုရင်အဲ့ဒီနိုင်ငံတွေမှာဒုက္ခတွေများလာမယ်နော်အီရန်မှာလည်းဒုက္ခတွေများလာမယ်အစ္စရေးမှာလည်းဒုက္ခတွေများလာမယ်နော်စောစောကစစ်ဖြစ်တယ်နော်အီရန်လက်ဘနွန်ယီမင်စတဲ့နိုင်ငံတွေမှာလည်းဒုက္ခတွေပေါ်လာမယ်ဆိုတော့ဒီဒုက္ခတွေရဲ့အရေးကနော်တိတ်ကိုကြီးမားလာလိမ့်မယ်နော် ပ
ပြီးမိသားစုတစုချင်းစီတိုင်းကမ္ဘာစီးပွားရေးကြောင့်အခက်အခဲဖြစ်နေလိမ့်မယ်နော်အချိုးဆက်ကတော့နံပါတ်4အချိုးဆက်ကတော့တိတ်ကိုကြီးကျယ်တယ်နော်သူတို့ဟာလားအခက်မသိရင်ဒီကမ္ဘာကြီးရဲ့အလယ်မှာတခြားနိုင်ငံတွေကပါဇက်ဖွင့်လာမယ်ဥပမာအဲ့ဒီလောက်ထိဖြစ်သွားပြီဆိုရင်တရုတ်တို့ရုရှားတို့ကအမေရိကန်ကိုအပြစ်တင်လာနိုင်တယ်အဲ့ဒီခါကြာလို့ရှိရင်တတိယကမ္ဘာစစ်ပါမဖြစ်ဘူးလို့ပြောလို့မရဘူးเนาะ65%လောက်ကိုတတိယကမ္ဘာစစ်ကဖြစ်ဖို့နီးကပ်လာတယ်เนาะအခုတော့လူတွေတုံးသက်နေတယ်ဒါတတိယကမ္ဘာစစ်ဖြစ်တော့မလားเนาะတတိယကမ္ဘာစစ်ဖြစ်ဖို့လမ်းစာဟာအမေရိကန်ဒီစစ်ထဲကိုဝင်ပါမှပဲစတင်နိုင်လိမ့်မယ်လို့ကျွန်တော်သုံးသပ်တယ်ပေါ့เนาะနံပါတ်5တစ်ချက်နံပါတ်5တစ်ချက်မှာကုလသမဂ္ဂကအမေရိကန်ကိုအဖြစ်တင်လာလိုက်မယ်။ဘာကြောင့်လဲဆိုလို့ရှင်အမေရိကန်ဒီမလိုအပ်ဖဲနဲ့စစ်ထဲကိုဝင်ပါပြီးဒီနေ့တစ်ကမ္ဘာလုံးဒုက္ခရောက်ကြတယ်ဆိုပြီးတော့သူ့ကို UN ဟာလား UN Security Council မှာသူ့ကိုအားလုံးဝိုင်းပြီးတော့အပြစ်တင်လိုက်မယ်။နောက်သမ္မတဒေါ်နယ်ထရန့်ရဲ့လက်ထက်မှာဖြစ်တဲ့အတွက်ကြောင့်မို့လို့သမ္မတဒေါ်နယ်ထရန့်ကိုဟာလာအမေရိကန်ပြည်သူလူထုတွေကထောက်ခံမှုတွေကျဆင်းလာလိမ့်မယ်။နောက်မဟာမိတ်နိုင်ငံတွေနောက်စီးပွားရေးဟာလာလုပ်ငန်းရှင်တွေအားလုံးကအမေရိကန်ကြောင့်အများကြီးထိုးစိုက်သွားနိုင်တယ်။ဆိုတော့အမေရိကန်စစ်ထဲကိုဝင်ပါခြင်းနဲ့စစ်ထဲကိုဝင်မပါခြင်းเนาะဒီအကျိုးဆက်ဟာဘယ်လောက်ထိကြီးမားတယ်လဲဆိုတော့ကိုကျွန်တော်တို့သုံးသပ်လို့ရတယ်ပေါ့နော်။ဆိုတော့အခုဒီအမေရိကန်တွေဒီစစ်ပွဲကိုပါဖို့အတွက်ကိုအခုကျွန်တော်ပြောတဲ့အချက်တွေကိုဒေါ်နယ်ထရန့်ကစဉ်းစားပြီးလောက်ပြီလို့ကျွန်တော်ထင်ပါတယ်เนาะဘာဖြစ်လို့လဲဆိုတော့ဒီ30ချက်တွေကကျွန်တော်30ချက်တွေမဟုတ်အထင်မကြီးနေအောင်ဒါကမ္ဘာပညာရှင်တွေနိုင်ငံတကာပညာရှင်တွေသုံးသပ်ထားတဲ့30ချက်တွေဖြစ်တယ်เนาะဒါကိုကျွန်တော်ကမိတ်ဆွေတွေကိုလာပြီးတော့ယူပြီးတော့ပြောပြတာဆိုတော့အမေရိကန်တွေเนาะဒီစစ်ပွဲကိုပါတင်လားမပါတင်ဘူးလားဆိုတာကိုကျွန်တော်တို့အသိဉာဏ်ရှိတဲ့လူတယောက်ချင်းစီတိုင်းစဉ်းစားဖို့လိုအပ်တယ်တကယ်လို့စစ်ပွဲတွေကိုပါလာမယ်ဆိုရင်အမေရိကန်တွေအတွက်အကောင်းကျိုးကပိုများလားဆိုးကျိုးကပိုများလားအဲ့ဒါကိုကျွန်တော်တို့ပြန်လည်ပြီးတော့တွက်ဆဖို့လိုတယ်ကျွန်တော်ယုံကြည်ပါတယ်เนาะအမေရိကန်ဒီစစ်ပွဲကိုပါဖို့မရှိပါဘူးเนาะဘာကြောင့်လဲဆိုတော့သူဟာဘေးကနေပြီးတော့6နှစ်နာပဲရှိတာပါအခုအစ္စရေးတွေအပြတ်တက်ခံနေရတဲ့အပေါ်မှာဒီလိုမှမ6နှစ်ဘူးဆိုလို့ရှိရင်เนาะဒီဟီရန်ကိုဟာလာဒီဟီရန်ရဲ့လေပိုင်တဲ့ကောင်ငါတို့ဝင်စီးထားပြီးပြီလို့ဟာလာဒီဟီရန်ကောင်ငါတို့အချိန်ကြီးဟာလာပြစ်ထည့်လိုက်လို့ရတယ်လို့ဟာလာဒီဟီရန်မှာရှိတဲ့ပြည်သူလူထုတွေဟာလာမင်းတို့ဖယ်ပေးထားတို့เนาะပြည်သူလူထုတွေဟာလာပုံကံပြီးတော့အီရန်ကိုတောင်းဆိုအောင်လို့တက်เนาะအပြင်ကနေပြီးတော့လေလုံးထွားလိုက်တာပါတကယ်တော့အမေရိကန်ကဒီကိစ္စကိုလုပ်ဖို့အစီအစဉ်မရှိတော့ဘူးလို့ကျွန်တော်ခံမှန်းပါတယ်เนาะဘာဖြစ်လို့လဲဆိုတော့သူ့အတွက်အဲ့လောက်မှအကျိုးမှမရှိတာเนาะတခြားနည်းလမ်းနဲ့အခုပူတင်ကိုဖုန်းဆက်တယ်ဟာလာပူတင်ကိုဒီကိစ္စအကူအညီတောင်းပူတင်ကိုသွားပြီးအကူအညီတောင်းလို့မရအောင်ပူတင်ကိုအကူအညီတောင်းတင်ရင်အစိုးရတက်ကတောင်းရမယ်စစ်ပွဲတွေကိုသွားပြီးတော့မှခင်ဗျားတို့တောင်းလို့မရအောင်เนาะအဲ့တော့ဒီကအားဖြင့်အီရန်ကအစ္စရေးကိုတိုက်တာတို့ဒီမဟုတ်အမေရိကန်ကိုတိုက်လာမှာတွေကအီရန်ပြည်သူလူထုရဲ့ထောက်ခံချက်နဲ့တိုက်တာเนาะအီရန်ပြည်သူလူထုကတောင်းဆိုလို့တိုက်တာเนาะပြည်သူလူထုရဲ့ဆန္ဒမပါဘဲနဲ့အီရန်ကဒီစစ်ပွဲကိုတိုက်တာမဟုတ်ပါဘူးလို့ကျွန်တော်ပြောရင်းနဲ့ကျွန်တော်ရဲ့သုံးသက်ချက်ကလေးကိုကျွန်တော်ဒီနေရာမှာပဲအဆုံးသတ်လိုက်ပါတယ်အဲ့တော့ကြည့်ရှုအားပေးသူတယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးတင်ရှိပါတယ်ဒီဗီဒီယိုလေးကိုကြိုက်နေတတ်တယ်ဆိုရင်အများသိအောင် share လုပ်ပေးဖို့တောင်းဆိုပါတယ်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်